ဟုတ်ကဲ့လားဒါကြောင့်မလို့ကိုသိပြီးတော့အထင်မကြီးနဲ့ဒီဘဝမှာဗုဒ္ဓဘာသာဖြစ်နေပြီမဲ့လို့နောက်ဘဝမှာဗုဒ္ဓဘာသာလူမျိုးတွေဂျားမှာမဖြစ်ဘဲနဲ့တခြားလူမျိုးတခြားဘာသာဝင်တွေရဲ့ဂျားမှာဖြစ်မယ်ဆိုရင်တခြားဘာသာဝင်တွေပဲရောင်သွားမှာပဲအဲ့ဒါကြောင့်မလို့ကိုခိုင်မာအောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်အသိဉာဏ်နော်ဒီလိုဘုရားလောင်းကြီးတောင်မှပဲဒီဘုရားကိုကြီးညိုနိုင်စွာမရှိအဲ့ဒီမှာကတ္တဗမြတ်စွာဘုရားကိုပြုစုနေတဲ့ကတ္တဗဘုရားနဲ့အမတန်မှယဉ်နေတဲ့ဂတိကာရဆိုတဲ့အိုရင်းတယ်ကြီးရှိတယ်။ကောရမဘုရားလောင်းတောထွက်တဲ့အခါကျတော့ကြာသင်္ကန်းလာကတ်တယ်ဆိုတာဗြဟ္မာကြီးအဖြစ်နဲ့အဲ့ဒီဂတိကာရကတ္တဗလက်ထက်တုန်းကကတ္တဗဘုရားလက်ထက်တုန်းကသူကအိုရင်းတယ်ကြီးမျက်စိနှကွင်းအလင်းမရတဲ့မိဘနှစ်ပါးကိုပြုစုလို့ကျွေးနေတာသူကအနာဂံဥပဒကကြီးဇောတိပါဠဆိုတဲ့ပုံနာနဲ့သူကအမတန်မှခင်တယ်အမတန်မှယဉ်နေတယ်ယဉ်နေတော့အဲ့ဒီဇောတိပါဠပုံနာကိုဘုရားကြောင့်ခေါ်တာဘုရားကြောင့်သွားအောင်ဆိုမလိုက်ဘူးသူကနော်မလိုက်ုံနဲ့မကဘူးဒီဥပိကရုံးနေစီသွားလို့ဘာအကျိုးရှိမှာတုံးဆိုတဲ့စကားမျိုးပြောတယ်သူကနော်နောက်ဆုံးကြတော့ဂတိကာရဆိုတဲ့အိုရင်းသေးကြီးကခွန်အားဗလာလည်းမတန်ကောင်းတယ်နောက်ဆုံးကြတော့လိုက်မှလားမလိုက်ဘူးလားဆိုပြီးတော့သပင်ဆွဲပြီးတော့ကင်လိုက်တဲ့အခါကျတော့မှသူကဘုရားလောင်းဆိုတာစိတ်ကောင်းတော့အမတန်ရှိဂတိကာရလူစနှိမ့်တဲ့လူတယောက်ကသူ့သပင်ကိုကင်နာနဲ့ပဲသူကတာမန်ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီနေရာမှာတပ်ပွဲဖြစ်သွားနိုင်တယ်ပေါ့ဟောဘုရားလောင်းကတော့စဉ်းစားတယ်တိတ်အရေးကြီးတဲ့ကိစ္စမို့ငါ့ကိုခေါ်တာပဲလို့ဒီလိုတွေးတယ်အဲ့ဒါလို့တွေးပြီးတော့ကဲသပင်တော့မဆွဲနဲ့လိုက်ခဲ့မယ်လိုက်သွားတယ်ဘုရားစီရောက်တော့တရားဟောတယ်ဘုရားတရားလည်းနားလဲရဆုံးဖြတ်ချက်ကြသွားတယ်ဓမ္မတရားစစ်တရားမှန်ပဲဆိုတာချက်ချင်းသိသွားသောသောပိုင်းတုန်းကတော့ဇာတိမှန်နေပညာမှန်နေနဲ့အခုကံဖြစ်နေသည့်အတွက်ကြောင့်ဘုရားပေါ်မှာအထင်သေးမြင်သေးစကားတွေပြောခဲ့တယ်ဘုရားတရားနာလဲရတဲ့အခါကျတော့အမှန်တရားဆိုတာဒါပဲလို့ဆုံးဖြတ်ပြီးတရားပွဲကထတာနဲ့ဘုရားစီမှာခွင့်တောင်းပြီးတော့သင်္ကန်းဝတ်လိုက်တာအိမ်မပြန်တော့ဘုရားလောင်းတွေကဆုံးဖြတ်ချက်အမတန်ပြင်းထန်တယ်တာမန်ပုဂ္ဂိုလ်တွေကဒီလိုဆုံးဖြတ်ချက်သိပြီးတော့မရှိဘူးကြိုက်တော့ကြိုက်တယ်မလုံးနိုင်သေးဘူးဒီလိုဘုရားလောင်းနေကြတော့အယူဝါဒတစ်ခုကိုယူပြီးဆိုလို့ရှိရင်လည်းလမ်းဆုံးအောင်လိုက်တယ်စွန့်ပြီဆိုရင်လည်းချက်ချင်းစွန့်တယ်သူတော့အချိန်မဆွဲဘူးဆိုလိုတာကပြတ်သားတယ်ရဲရင်နဲ့ပေါ့တာမန်ပုဂ္ဂိုလ်တွေကပြတ်သားမှုရဲရင်မှုအားနည်းတယ်မရှိကြဘူးဒါကြောင့်မလို့တန်တရားထဲမှာအချိန်ဆွဲနေကြတာဟုတ်ကဲ့ဘုန်းကြီးတို့တွေပြတ်သားမှုရဲရင်မှုမရှိသည့်အတွက်ကြောင့်တန်တရားထဲမှာအချိန်ဆွဲပြီးကြားနေကြတာဇောတိပါဠလူလင်ဘွားတုန်းကဘောဓိဆိုတာအလွန်ခဲနာဒီလိုဥပိကရုံးနေအနေနဲ့ဘယ်လိုလုပ်ပြီးဘောဓိဉာဏ်ကိုရနိုင်မှာတုံးဆိုတဲ့ဒီအပြောနဲ့ကဲ့ရဲ့စကားပြောခဲ့သည့်အတွက်ကြောင့်လမ်းလွဲပြီးတော့သူခင်ဗျာကျင့်နေရတာလွယ်နဲ့မရဘူးတဲ့အဲ့ဒါဒီစကားပြောခဲ့သည့်အတွက်ကြောင့်လွယ်နဲ့မရခဲ့ဘူး6နှစ်ပတ်လုံးလမ်းလွဲပြီးတော့ဘုရားလောင်းဟာကျင့်ကြံကြိုးကိုအထောက်ခဲ့ရတယ်ပင်မဆင်းရဲစွာလမ်းရှာမတွေ့နိုင်ဘူးအတော်နဲ့အဲ့ဒါဟာဝတ်ကြွေးကိုပေးဆက်လိုက်ရတာပဲလို့ဒီလိုပြောတာเนาะ